တိမ်ညိုမစင်တဲ့မိုးကောင်းကင်နန္ဒလင်းသည်နှင့်မကြော့အတန်ကြားနေရသည်သူ့အတန်ကြားပြီဆိုလျင်နာရီသွားမကြည့်နဲ့9 နာရီခွဲဆိုတာကွက်တိဖြစ်သည်ထိုအချိန်မျိုးဆိုဒေါ်တောင်းလှအမြဲနိုးနေကြဖြစ်သည်ပဲပြုတ်ပူပူလေးရမယ်ဟောဒီကပဲပြုတ်မိကြော့ရေးလာပါဦးပဲပြုတ်30 သားလောက်လုပ်ပါဦးဒေါ်တောင်းလှပဲပြုတ်ဝေရန်စတီးစလုံးတစ်လုံးကင်ကအိမ်ဝသို့ထွက်လာလေသည်ကျုပ်ကညီးစောင့်နေတာတော့မနက်ပိုင်းထမင်းကလေးစီစမ်းပြီးပဲပြုတ်ကလေးနဲ့မစားရရင်ရင်ပြည့်ခြင်းတလို့လို့ရင်ကဲခြင်းတလို့လို့ဖြစ်တော့တာပဲဤဒါတောင်သားသမီးတွေကပြောကြသေးတယ်ဤအမေကတောသားတွေကြိုက်တာကိုတဲ့ကျုပ်ကတောသူပဲလေတောသားကြိုက်တာပေါ့ကျုပ်လည်းရွက်တိုက်ပြီးပြောလိုက်တာဤကျုပ်ကတော့တည်တဲ့အထိထမင်းညက်နဲ့ပဲပြုတ်စားအောင်မလို့ဒေါ်တောင်းလာသည်ပဲပြုတ်တယ်မကြော့ဘူးသူဤနိစ္စဒူဝပြစ်စင်များကိုမဲပြုံးပြုံးကပြောပြနေတော့သည်ဒီလိုပါပဲဒေါ်တောင်းလာရဲ့ကျမလည်းတောသူပဲအချင်းကြီးအကြောင်းညောင်းညောင်းရေကြီးရမျက်နှာရနေရတာပဲလေတောအရက်တောဒလိတောအငွေသက်တွေကတည်တဲ့အထိရှိနေဦးမှာပါဒေါ်တောင်းလောက်ဤစကားကိုရာနှုံးပြထောက်ခံသောအနေအထားဖြင့်စကားထောက်ခံမင်းထဲလိုက်တော့မကြော့နှင့်ဒေါ်တောင်းလှလေဘေးဖြောက်၍နေလေတော့သည်တပြားစကားပြောကောင်းကောင်းနဲ့ပြောနေတာပဲပဲပြုတ်9 ချက်သားလောက်ထက်ထဲအောင်ဝေးဘုရားကိုလည်းပဲပြုတ်စီစမ်းနဲ့အာယုံသွားလေးကတ်ချင်လို့ဤမကြော်သည်ပဲပြုတ်တောင်းပေါ်တွင်ပါလာသောချိန်ဝင်ခွက်ထဲသို့ပဲပြုတ်တောင်းထဲမှပဲပြုတ်ကိုခတ်ခါချိန်၍ထဲ့နေတော့သည်အတော့ကျမပိုထည့်ထားတယ်နော်အေးပါအေးဒီလူနဲ့ဒီလူပြောတရားကြနေတာပဲအေး